Okay, let's go ဗျာစာစင်းမျိုးတီးမယ်ဗျာ Okay လာပါလေဆင်းလာတယ်ဗျာဆင်းလာကတန်းကြီးနဲ့ Okay အမီပါတယ်ကြားရတဲ့နဲ့တော့မရှိ Okay ပုံမှန်အမီရောပြတော့လွဲနေရောမနှောဘူးရောဘာလဲမနှောဘူးချင်းဒီကောင်တော့ဘာမှမကြီးတော့မတော့ဘူးချင်းတော့ဘူးတော့ပါခေါ်လိုက်မလို့ဟာစိတ်ကြီးရှိလို့ဟုတ်သေးပါဘူးကွာတော့အဲ့မြင်ပေးနေမယ်ကျွန်တော်အဲ့မြင်ဖြစ်တယ်ဝယ်တရားအောင်စပေးနေဘာပြန်ထွက်လာမလဲထဲမှာရအောင်ထဲမှာတော့ဒီပါချောင်းတော့ခဏချက်တည်းနဲ့တက်သွားလို့တော့ဘာမှမနေထုတ်လို့ရတော့အားရပြီးမှရှိတဲ့ကြားလို့ပါလေကိုယ်လည်းကိုယ်ကိုပြရတော့ဒီဘာသာလို့ကောင်းလို့ဒီဆောင်ကောင်းလေးရေးပေးရတယ်နော်ရှုံးဒီဆိုင်တောင်းလို့ရှိရင်တော့ပြေပေါ်လေးပြန်ပြီးအပြည့်တယ်နော်ဒီအမျိုးရောရှိတယ်ကြည်ရအဲ့လောက်မရှိပြဒီလေးတော့ကြည့်အောင်ပြီးတော့မှာပဲဒီကလည်းရှိတော့ကမရှိတော့ဟုတ်လားဒီကနေလာပြရှင်းကျော်ခဏတော့ခဏနာတော့ကောင်းရအောင်နော်တော်တော်လုံးခေတည်းမရှိဘူးဘာမှမင်းဒီဖြစ်အောင်ဒီစီရကြကျွန်တော်မလာပြီးထွက်လာကြောအေးဒီမရှိတော့လောက်ကြအောင်ဒီတော့အဲ့ဒါပဲကြတော့မယ်တော်စမ်းနေလည်းပဲရှိုင်းနေတယ်နော်ဟာကဲဒီနေ့ကတည်းကရအောင်ပြတာအဲ့လိုမဟုတ်ပါဘူးဒီပါလေဖြည့်ပြီးတော့အားလုံးပဲတက်ပြီးနေပါခင်ဗျာနော်ဘယ်တော့ပြူကြီးကပြရနော်စိတ်လိုကြီးတိုင်းပြစ်မယ်ဆိုရင်တော့ပြူကြီးပြပါဖွဲလိုက်ကစားခြင်းနဲ့စိတ်ညစ်ခံခြင်းနဲ့ဝိုင်းရက်ကိုစော်ကြည့်တော့နော်ဝိုင်းရက်ကလည်းသူ့ feeling ကိုရှိပါတယ်ပြူကြီးလည်းသူကနေတော့ကောင်းပါတယ်ကျွန်တော်ပြချက်လေးလောနေပြန်မှန်းသိတယ်နဲ့အကြည့်လို့ပြည့်တယ်ပေါ့နော်ပြန်ပြီးတော့ကြည့်နေပါလားဒီနေ့ဒီမှာအဲ့ဒါဗီဒီယိုပိုင်းလေးကြည့်လို့ရှိရင်လည်းဗီဒီယိုလေးကြည့်ရအောင်လေအားလုံးကြည့်နေကြတယ်ဒီမှာမိုင်ဖုတ်ကပဲဒီပါ